Hi အားလုံးပဲမင်္ဂလာပါမုတ်ဖက်ထောင်းကိုရှယ်တုတ်စားရပါတယ်ပလာတူကျော်လေးနဲ့ပေါ့ပစုံလေးတွေလည်းပါတယ်စားကြပါဦးအားလုံးပဲမင်္ဂလာပါခင်ဗျ CK Food Blog ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျပထမဦးဆုံးကျွန်တော်တင်ထားတဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုအားပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုရင်ထဲကနေပြီးတော့လိုက်လဲဆိုတာဖြင့်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျယခုလိုအားရပါရစပြထားတဲ့ဗီဒီယိုလေးတွေဟာကျွန်တော်ဝါသနာအရန်ပါလို့ဖန်တီးထားတာဖြစ်တဲ့အတွက်အမားဆုံးတရားပါဝခဲ့ရင်လည်းပိတ်သက်ကြီးတို့အနေနဲ့ထောက်ပြဝေဖန်ပြီးကွန်မန့်မှာလည်းအကြံပြုမှတ်ချက်ပေးလို့ရပါတယ်ခင်ဗျအခုလိုအားရပါရစပြထားတဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ဖြင့်ကျွန်တော်ရဲ့ CK Food Blog YouTube Channel ကိုလည်း Like and Subscribe လေးနဲ့အားပေးသွားကြပါအောင်ခင်ဗျကြည့်ရှုအားပေးတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ